ကျွန်တော်တို့ရှင်ရတဲ့လုပ်ကိုကြားရှိကျွန်တော်တို့ဒီကအချိန်တော့ဒီပေါ်ရတာရှင်မှုတော်တော်များကြီးတဲ့လာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးချိန်မှာတော့ကျွန်တော်တို့2006ခုနှစ်မှာကျင်းပခဲ့ပါတယ်အခုနေ့20ကျော်ကြာတဲ့ချိန်မှာကျွန်တော်တို့ရှင်ရတဲ့မိသားစုကနေပြီးတော့ဒီကအချိန်တော့သူပေါ်ရတာရှင်မှုတော်တော်များကြီးကိုတဲ့ပြီးတော့လာလည်းဖြစ်ပါတယ်ခင်ဗျာ